ဖះကိုယ်တိုင်ကတိတ်ဆိတ်ထားကိုလိုလားတယ်အတန်တိတ်ထားကိုလိုလားတယ်အတန်တိတ်မှုပေါ်မှာဂျင်းတ်တယ်အတန်တိတ်နေဖို့ဆုံးမတယ်အများတာသို့တော့ထူးခြားတာကမြန်မာပြည်ကလူမျိုးတွေကအတန်ဆူတာကိုကြိုက်နေတော့ဖះနဲ့ဆန်းကျင်နေတယ်ဒီအချက်ကတော်တော်ဆန်းကျင်ပြီးတော့ဖွင့်လိုက်ပြီဆိုရင်ဖះတွေကဖွင့်တာဆိုပိုးဆိုးတာကိုဖះဘောဖွင့်တာနိအဲ့တော့ဖះမကြိုက်တဲ့အလုပ်ကိုဖះဘောကလုပ်နေတယ်ဆိုတာဖះကတော့ပြိဋိဘံစံသွားလို့တာပေါ့နော်နားများကြားမယ်ဆိုရင်ခံနိုင်မယ်မထင်ဘူးခံနိုင်မယ်မထင်ဘူးဟောဖြစ်ရပုံပြောရတာပါတကယ်စာထဲမှာလည်းဒီလိုပဲပါတိတ်ဆိတ်မှုတွေမတ္တမမျက်နှိုးတွေပြန်ဆိုရန်တွေကိုတိတ်ဆိတ်နေမှုတိုက်တွန်းနေအများတာဆုံးမတယ်အဲ့တော့ဓမ္မရတ္တဆိုတာဓမ္မရဲ့အရသာဟာနော်တဗ္ဗရတ္တံ